ကောင်လေးတယောက်ဟာမြစ်ကမ်းနားမှာထူးဆန်းတဲ့ကြောက်တုံးတစ်တုံးကိုကောက်ရခဲ့ပါတယ်။အိမ်ကိုယူလာပြီးရေနဲ့ဆေးကြောလိုက်တဲ့အခါမှာတော့ထိုကြောက်တုံးကနေခြေထောက်လေးတွေဖြည်းဖြည်းချင်းထွက်ပေါ်လာတာကိုတွေ့လိုက်ရပါတယ်။အံ့ဩတုန်လှုပ်သွားတဲ့ကောင်လေးဟာသူ့ရှိကထူးဆန်းတဲ့တရဝါလေးကိုကြည့်ရင်ဒါဟာဒဏ္ဍာရီလာရေနဲ့မြင်စာကပ်ပါးတစ်ကောင်ဖြစ်မှန်းသိလိုက်ရပါတယ်။ကောင်လေးကကပ်ပါးလေးကိုရေကန်ထဲကနေမလိုက်တဲ့အချိန်မှာတော့ရေနဲ့ဝေးသွားတဲ့အတွက်ကပ်ပါးလေးဟာအလွန်အားနည်းသွားပါတယ်။ဒါကြောင့်ကောင်လေးကကပ်ပါးလေးကိုရေထဲပြန်ထည့်ပေးပြီးသူ့ရဲ့ခေါင်းပေါ်ကိုရေတွေလောင်းချပေးခဲ့ပါတယ်။ကောင်လေးရဲ့ဂရုတစိုက်ပြုစုဆောင်ရှောက်မှုကြောင့်ကပ်ပါးလေးဟာတဖြည်းဖြည်းအားအင်တွေပြန်ပြည့်လာခဲ့ပြီးနောက်ဆုံးမှာတော့ကောင်လေးရဲ့မိသားစုကလည်းကပ်ပါးလေးကိုလက်ခံလာကြပါတယ်။ရာစုနှစ်များစွာကဒဏ်ရာဟောင်းတနေ့မှာတော့ကောင်လေးကအေတိုခေတ်အေတိုဖေရီကဆာမူရိုင်းတွေအကြောင်းပုံမြင်ပြောပြတဲ့အခါကပ်ပါးလေးဟာရုတ်တရက်အလွန်မင်းထိတ်လန့်သွားပါတယ်။တကယ်တော့အေတိုခေတ်တုန်းကကပ်ပါးလေးဟာသူ့ရဲ့အဖေနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တာပါ။ဒါပေမဲ့တနေ့မှာဆာမူရိုင်းတချို့ရောက်လာပြီးသူတို့ရဲ့အိမ်ကိုဖျက်ဆီးခဲ့ကြပါတယ်။ကပ်ပါးလေးရဲ့အဖေကသနာခံခဲ့ပေမဲ့ဆာမူရိုင်းတွေကသူ့အဖေကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ခဲ့ကြပါတယ်။ဆာမူရိုင်းတွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံနေရစဉ်မှာပဲအင်အားပြင်းထန်တဲ့ငလင်းတစ်ခုလှုပ်ခတ်သွားပြီးမြေပြင်ကြီးအကွဲသွားတဲ့အတွက်ကပ်ပါးလေးဟာမြေအောက်ထဲမှာပိတ်မိသွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့နှစ်ပေါင်းရာနဲ့ချီပြီးကြောက်ခေရုပ်ချင်းဖြစ်ရှိနေခဲ့တာပါ။ထိတ်လန့်နေတဲ့ကပ်ပါးလေးကိုကြည့်ပြီးကောင်လေးကခုခေတ်မှာဆာမူရိုင်းတွေမရှိတော့ပါဘူးလို့ပြောပြီးအသားအရနှစ်သိမ့်ပေးခဲ့ပါတယ်။ပျော်ရွှင်စရာမိသားစုဘဝနဲ့စူမူနာပန်းကောင်လေးရဲ့ဂရုစိုက်မှုကြောင့်ကပ်ပါးလေးဟာတနေ့ထက်တနေ့ကျန်းမာလာပြီးမိသားစုနဲ့လည်းရင်ပါလာပါတယ်။တခါတလေကောင်လေးရဲ့ညီမလေးကိုထိတ်လန့်အောင်လုပ်မိတတ်လို့ညီမလေးကသူမရဲ့အမေကိုချက်ချင်းပြေးတိုင်လေးရှိပါတယ်။ကပ်ပါးလေးကရိုးရိုးသားသားတောင်းပန်ပေမဲ့ညီမလေးကခွင့်မလို့ပဲသူ့ကိုအကြိမ်ကြိမ်တိုးထုတ်ခဲ့ပါတယ်။ဒါကိုကပ်ပါးလေးကစိတ်မဆိုးတဲ့အပြင်ညီမလေးကသူ့ကိုစူမူနာပန်းစူးမောက်ကစားချင်တာလို့ထင်သွားပါတယ်။ဒါနဲ့မျက်စိတမိတ်တွင်းမှာပဲညီမလေးကိုဆိုဖာပေါ်ရောက်အောင်လွှင့်ပစ်လိုက်ပါတော့တယ်။တန်ခွဲမှာရှုံးနေသွားတဲ့ညီမလေးဟာသူမအတွက်လက်စားချေပေးဖို့အကိုဖြစ်သူနဲ့အဖေဖြစ်သူကိုဝိုင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းသူမရဲ့အကိုရောအဖေပါကပ်ပါးလေးရဲ့အစွမ်းကိုမရှင်နိုင်ပဲအပြတ်တက်ရှုံးနေသွားခဲ့တာကြောင့်ညီမလေးမှာတော့စိတ်ပြက်လက်ပြက်ဖြစ်ကြံခဲ့ရပါတော့တယ်။မိကုံအီဇလန်ဒီလူသားနှင့်တဘာဝလုံးတရဝါတို့ကြားကတန်ရောစဉ်အတိတ်ကနာကျင်စရာများနဲ့လက်ရှိဘဝရဲ့ပျော်ရွှင်စရာများကိုပေါင်းစပ်ဖော်ပြထားသည့်စိတ်လှုပ်ရှားဖွယ်ရာဇာတ်လမ်းလေးဖြစ်ပါသည်